Hi everyone အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကိုကနေတခုခုလှုပ်ရဲတယ်လှုပ်သက်တယ်လှုပ်ဖြစ်ဖို့များတယ်အစရှိတဲ့ဖြစ်ပေါ့နော်ကိုဆိုလိုချင်တဲ့ဟာကိုတိတိကျကျလေးပြောချင်တယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးလေးနဲ့ပြောလို့ရလဲဆိုတာကိုလေ့လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီပထမဆုံးတစ်ခုက I dare to do it I dare to do it okay အဲ့ဒါဆိုရင်ငါလှုပ်ရဲတယ်လို့ပြောတာပေါ့နော်ဆိုတော့ကျွန်တော်ဒီတစ်ခုခုလှုပ်ရဲတယ်ဆိုရင် I dare to နဲ့သုံးလို့ရတယ်နောက်တစ်ခုကကျတော့ I want to do it I want to do it okay ငါလှုပ်ချင်တယ်နော်ဆိုတော့တခုလှုပ်ချင်တယ်ဆိုတော့ကျွန်တော် want to နဲ့ပြောတယ်နောက်တစ်ခုကကျတော့ I have to do it I have to do it okay ငါလှုပ်ရမယ်နော်အဲ့လိုပြောတာဆိုတော့ငါဒါကိုလှုပ်ရမယ်ငါမှဒါလှုပ်ဖို့တာဝန်ရှိတယ်နော်ဆိုတော့ဒါမျိုးကိုကျွန်တော် I have to နဲ့သုံးတယ်နောက်တစ်ခုကကျတော့ I'll probably do it I'll probably do it okay ငါဒါကိုလှုပ်ဖြစ်မယ်လို့ထင်တယ်နော်တနည်းအားဖြင့်ငါလှုပ်ဖြစ်ဖို့များတယ်ဒါမျိုးဆိုရင်ကျွန်တော်တို့ I'll probably ဆိုတာလေးနဲ့သုံးပြီးပြောလို့ရတယ်နောက်တစ်ခုကကြတော့ I can do it I can do it okay ငါဒါကိုလုပ်နိုင်တယ်ဒါမှမဟုတ်လုပ်တတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ I should do it I should do it okay ငါဒါကိုလုပ်သင့်တယ်နော်လုပ်သင့်တယ်ဆိုရင် I should နဲ့ပြောလို့ရတယ်နောက်တစ်ခုကကြတော့ I will do it I will do it okay ငါဒါကိုလုပ်မယ်ပေါ့နော်လုပ်မယ် I will နဲ့ပြောတယ်နောက်တစ်ခုကကြတော့ I must do it I must do it okay ငါဒါကိုလုပ်ကိုလုပ်မယ်နော်လုပ်ကိုလုပ်မယ်ငါဒါကိုသေချာပေါက်လုပ်ကိုလုပ်ရမယ်ဒါမျိုးဆိုရင် must နဲ့သုံးတယ် I must okay ဟုတ်ကဲ့ပါကျွန်တော်ဒီ Foundation for English ရဲ့သင်ခန်းစာလေးတွေကိုFacebook မှာရော YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video Goodbye